လာပါမင်းစီမှာဆိုရင်ပေါ့နော်ဆိုင်ကလုံးနဲ့ပတ်တက်ရင်မင်းတို့နှမျိုးရှိပါမယ်နော်ကာမက်မီလီယံနာဘိန်းတာပိုပါတာလေးရဲ့ပေါ့နော်သွားတော့မင်းတို့ပေါ့နော်မီလုံးအကြီးနဲ့ပေါ့ညအလုပ်လုပ်တဲ့လူတွေအတွက်လည်းအဆင်ပြေနော်အလုပ်ပြန်တဲ့ဝန်ထမ်းတွေရှိရဆိုရင်ဒီမီလုံးကြီးကြီးဆိုတော့မီလင်းအားပိုကောင်းတယ်ပေါ့နော် LED မီလုံးအကြီးကြီးလင်းပါမယ်နော် basic နဲ့မီတွေလည်းမီတန်းအလှလေးလည်းပါမယ်နော်အမင်းရှိမှာဆိုရင်ကာမက်မီလီယံနာဒါမင်းရဲ့တဦးဒီတော့ကိုယ်စလဲဘိန်းဖြစ်တဲ့ကာမက်မီလီယံနာဘိန်းလေးရှိမယ်နော်ဈေးနှုန်းလေးရလဲမင်းတို့39ဝန်းကျင်ပဲဖြစ်ပါတယ်နော်နောက်ထပ်တစ်ခုကတော့မင်းတို့ရဇာပေါ့နော်ရဇာဆိုင်ကလုံးလေးကတော့မင်းတို့38ဝန်းကျင်လေးနဲ့ရရှိပါမယ်နော်ကဲဆိုင်ကလုံးထဲမှာ2မျိုး2စားရှိရဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးနဲ့ရိုက်ပြပေးသွားဖြစ်ပါတယ်နော်ကဲလိုအပ်တဲ့ customer လေးလည်းဈေးချိန်ချင်းငွေချိန်ချင်းတဲ့ customer လေးတွေရှိတယ်ဆိုရင်လည်းချိန်လို့ရအောင်မင်းဈေးနှုန်းလေးပါတခါလေးထည့်ပြောပေးလိုက်ပါတယ်နော်ကဲမီလီယံနာလေးနဲ့ရဇာလေးကတော့ပုံစံလေးတော့နည်းနည်းလေးစီပဲကွာသွားမယ်နော်ဒီစကနယ်မီလေးလည်းနည်းနည်းကွာမယ်တာဘိုပါတာလေးလည်းကွာမယ်ကာမက်မီလီယံနာလေးကတော့မင်းတို့တာဘိုလေးပါမယ်ပေါ့နော်ကဲရဇာမီလီယံနာကကြတော့2မျိုးလုံးကတော့မင်းတို့ကာဗနာတိုက်တွေနဲ့ပဲလာထားပေးရပါတော့။အဲ့ဒီမီကာဗနာတိုက်လေးနဲ့လာထားပေးရမလို့စိတ်ကြိုက်ရွေးချယ်ပေါ့နော်။ရွေးချယ်စရာများများကြိုက်တယ်ဆိုရင်တော့မင်းရဲ့85စကိုင်းမန်းလေးဆိုင်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။